วัสดีค่ะทุกคน Iris Learn Thai Language Channel นี้มาจูโซไลบาร์เลยทีนี้มาเราอย่าเทียบเลยมันไม่เหมือนตอนมาเขียนเนี่ยมาดูบุหรี่มาดูเย็นมาดูเนี่ยสุดแล้วก้าวสันลีเนี่ยเปลี่ยนแล้วสกาบยอเลโก้ดูเล่ลาตัวชามาพิบาร์เลยโอเคสาระยาวพี่ครับหนูขอลาออกค่ะคุณจีจะมีเล่าทำไหมขอลาออกสุรากาเราทักคนต่างนาบนะเฮ้ยเปลี่ยนหลายเรื่องป้าพี่รู้เลยเลยเนี่ยมีปัญหาเรื่องเงินค่ะวิธีแค่ชิโร่บาชิมีสุรากาชีเดปัญหาสุรากาเปียตันนาเรื่องสุรากาเกษาเรื่องเงินสุรวิเกษาบอกวิเปียตันนาชิโร่บอกวิธีแค่ชิโร่บาชิมีปัญหาเรื่องเงินหรอวิธีแค่ชิดาลาใช่ค่ะဟုတ်ပါတယ်ရှင်เฮ้ยใจเย็นๆนะไม่ต้องคิดมากหาစိတ်အေးထားများကြီးမတွေးနဲ့ใจဆိုတာကစိတ်ရင်ဆိုတာကအေးတာအဲ့တော့ใจเย็นๆစိတ်အေးထားไม่ต้องမလိုဘူးคิดมากအတွေးများတယ်ไม่ต้องคิดมากအတွေးများစရာမလိုဘူးပေါ့အများကြီးမတွေးနဲ့ပေါ့อยากได้เท่าไหร่เดี๋ยวบอกพี่ဘယ်လောက်လိုချင်လဲကိုကြီးကိုပြောอยากได้ဆိုတာကလိုချင်တယ်เท่าไหร่ဆိုတာကဘယ်လောက်လဲเดี๋ยวခဏနေบอกပြောပြတယ်เดี๋ยวบอกพี่အခုကိုပြောပြပေါ့เดี๋ยวพี่ได้ให้การเงินสินฟันให้เลยนะကိုကြီးငွေရေးဆိုင်ရာဌာနကိုအမြန်ဆုံးလက်မှတ်ထိုးခိုင်းလိုက်မယ်เดี๋ยวพี่ဆိုတာကခဏနေကိုကြီးรีบဆိုတာကလောတာပေါ့မြန်လေးပေါ့ให้การเงินสินฟันให้เลยนะငွေကြီးဆိုင်ရာဌာနကိုလက်မှတ်ထိုးခိုင်းတာပေါ့အဲ့တော့รีบให้การเงินสินฟันให้เลยนะรีบเนี่ยပါလိုက်တော့မြန်ဆုံးလက်မှတ်ထိုးခိုင်းလိုက်မယ်ဆိုတဲ့သဘောပေါ့လင်းတန်းကြိုင်ทำงานอย่างเดียวก็พอလင်းတာအလုပ်ကိုစိတ်ပါလက်ပါနဲ့လုပ်ပေးตั้งใจทำงานဆိုတာကအလုပ်ကိုစိတ်ပါလုပ်ပါလုပ်တာပေါ့ทำဆိုတာကလုပ်တာงานဆိုတာကအလုပ်อย่างเดียวဆိုတာကတစ်မျိုးပဲပေါ့အဲ့ဒါလေးပဲก็လည်းပဲพอရပြီပေါ့လုံလောက်ပြီမင်းသားအလုပ်ကိုစိတ်ပါလက်ပါနဲ့လုပ်ပေးပေါ့လုံလောက်ပြီโอเคนะအဆင်ပြေတယ်နော်ขอบคุณค่ะကျေးဇူးပါရှင်โอเคสู้ๆนะอย่าไปเครียดนะโอเค fighting နော်အများကြီးမတွေးနဲ့สู้ๆนะဆိုတာကကြိုးစားထားပေါ့ fighting อย่าไปเคอย่าဆိုတာကနဲ့ไปเคတွေမများနဲ့ပေါ့ရွေ့နဲ့ပေါင်းလိုက်တော့တွေမများနဲ့ပေါ့အများကြီးမတွေးနဲ့ကင်တာတော့ကမလေးအလုပ်သမားနဲ့အလုပ်ရှင်နဲ့ပြောရလေးပေါ့ခဏကြတော့ယောက်ျားလေးလာပြောရလေးလာလိမ့်မယ်พี่อูครับผมขอลาออกครับกูอูခင်ဗျာကျွန်တော်လောက်ထွက်မယ်งานเหมือนเก็บของแล้วก็กลับบ้านเลยนะဒါဖြစ်မင်းပစ္စည်းလေးတွေတင်ပြီးရင်အိမ်ပြန်လိုက်တော့งานဆိုတာကဒါဖြစ်ပေါ့มึงဆိုတာကမင်းเก็บของเก็บဆိုတာကတင်နေของဆိုတာကပစ္စည်းတင်ပြီးแล้วก็ပြီးတော့กลับบ้านเลยนะกลับဆိုတာကပြန်နေบ้านဆိုတာကအိမ်กลับบ้านเลยนะအိမ်ပြန်လိုက်တော့เนาะကဲစကားပြောလေးရတော့ဒါလေးပါပဲပြီးတိုင်ပေါ့နော်တဲ့ရဲ့ဗီဒီယိုလေးတွေကိုချိုင်းနေတတ်တယ်ဆိုရင် like and subscribe လေးလုပ်သွားဖို့မမေ့နဲ့နော် bye bye